ကောင်းနဲ့စကိုင်းတိုင်းကနေမြို့နယ်မှာချင်းတွင်းမြစ်ကြောင်းအတိုင်းဆုံဆင်လာတဲ့စောစုသင်္ဘောနဲ့ဆက်လက်စီး28စီကိုတော်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ရမှာစောစုဆက်လက်2စီထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပေးကိုပြောပါရယ်။ဩဂုတ်16ရက်နေ့မှာချင်းတွင်းမြစ်ရိုးအတိုင်းဆုံဆင်လာတဲ့စောစုရဲ့ကြောင်းနဲ့တစ်တင်ဖလက်သင်္ဘော5စီတိုက်ခိုက်ရေ2စီစစ်သင်္ဘော3စီဝန်ထမ်းတင်ထားတဲ့ရေရင်2စီအပါဝင်ရေရင်အစီး28စီကိုကနေမြို့နယ်ချင်းတွင်းမြစ်တွင်ကရွှေစရဲဝဲတောင်တင်နေရအနီးမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဆက်လက်2စီထိခိုက်ပျက်စီးခဲ့တယ်လို့ကနေမြို့နယ်ပကပတိန်ငယ်တပ်ဖွဲ့ဝင်ရဲဘော်တို့ကပြောပါတယ်ကျွန်တော်တို့ point တွေရောက်တဲ့ခါတော့ကျွန်တော်တို့ဒီ RPG နဲ့ပြစ်ခတ်တိုက်ခဲ့တဲ့အကြောင်းမို့လို့ဒီမှာဒီမော်တော်ဆက်ကောင်ကိုထိမှန်ပြီးတော့ဒီမီးလောင်သွားတော့ရှိတယ်ဗျမီးခိုးတွေလုံးမီးလောင်သွားတော့ရှိတယ်ပြီးရခါတော့ကျွန်တော်တို့နေရာကိုကြော်တဲ့ခါတော့ဒီမှာပေါ့ဒီအောက်ဘက်တစ်ချက်ကိုမီးရဲ့အောက်ဘက်ကိုရောက်တဲ့ခါတော့တခြားမဟာမိတ်ဒီပြစ်ခတ်တိုက်ခိုက်လို့ထိခိုက်တာရှိပါတယ်ဗျဒီကြတော့မသိနိုင်ပါဘူးဗျဒီမှာတော့ထိခိုက်သွားတော့မော်တော်ယာဉ်တော့ထိခိုက်သွားတော့လက်စီး3စီးတော့ရှိနေတယ်မှာဗျဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာတော့စိုးစုတပ်ဖွဲ့တွေကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမာခါကနေတက်လာတဲ့စက်တက်လေးတီအသေးခံ drone တွေနဲ့ကုညီပစ်ခတ်တာတွေရှိပြီးတော့မီးလောင်တဲ့ဆက်လေတွေနဲ့ဒဏ်ရာရသူတွေကိုတခြားဆက်လေတွေဘက်ကိုရွှေ့ပြောင်းကမုံရွာစိတ်ကမ်းကိုစုံစမ်းသွားခဲ့ပါတယ်။အဆိုပါတင်မောနဲ့ဆက်လေတွေဟာမန္တလေးကိုဝင်စိတ်ကမ်းကနေချင်းတွင်းမြေကြောင်းအတိုင်းစံတက်ကချင်းတွင်းမြေယူကဟုံးမလင်းမော်လိုက်ဖောင်းမြင်ခန်နီကလေးဝစိတ်ကမ်းမှာလူလက်နက်တွေချပြီးကပေါ်တာဆွဲစစ်သားတဲ့စုဆောင်းခံရသူတွေနဲ့နန်းစီဒီယန်ဝန်ထမ်းတွေအကျဉ်းသားတွေကြောင်မီးသွေးနဲ့ကြောက်စိမ့်တွေတဲဆောင်ကတလကျော်အကြာမှာပြန်လည်စုံစင်းလာတာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့တိန်ငယ်တပ်ဖွဲ့ကနေဒေါင်းစစ်တီပျောက်ကြားတပ်ဖွဲ့ညောင်ခရိုင်ရင်းသုံးဦးတလင်မြို့နယ်တိုက်နယ်6ခွန်တပ်ဖွဲ့တွေကပူးပေါင်းပြီးစစ်စင်ဆင်နွှဲခဲ့တာဖြစ်ပြီးတော့ပထမအကြိမ်စံတက်ချိန်မှာဆက်လေ3စီးနဲ့အခုစုံစင်းလာချိန်မှာဒုတိယအကြိမ်2စီးစုစုပေါင်း5စီးကိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုစုံစင်းလာတဲ့စိုးစုတပ်တွေကချင်းတွင်းမြစ်အနောက်ဘက်မှာရှိတဲ့စလင်းကြီးမြို့နယ်အတွင်းကိုဩဂုတ်19ရက်ထိရေရင်နေပေါ်ကနေပြစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့စလင်းကြီးမြို့နယ်အမျိုးသားတို့ကပြောပါတယ်။